ရှင့်ဒုက္ခသားဖြစ်သူလန်း channel ကနေပြီးတော့ပြန်လည်လို့ကြိုဆိုလိုက်ပါရယ်ကိုကဗီဒီယိုအက်ဒီတာတယောက်အနေနဲ့ရက်တည်ချင်တယ်ဒါပေမဲ့ကိုအက်တင်မဲ့ဗီဒီယိုတွေကိုထည့်ရမယ်တင်းတင်းရှောက်ပတ်တဲ့ဗီဒီယိုတွေဖိုတိုတွေ sound effect တွေ green screen တွေ overlay တွေ animation တွေကိုဘယ်ကနေရှာရမှာလဲတွေးပြီးတော့စိတ်ညစ်နေရတော့လားဒါဆိုရင်တော့စိတ်မညစ်နဲ့တော့နော်ဒီဗီဒီယိုလေးကအခုကြည့်နေတဲ့သူတက်ပါပဲကဲအဲ့တော့ဒီဗီဒီယိုမှာဆိုရင်ဖိုတိုတွေဗီဒီယိုတွေ sound effect တွေကိုတနေရာထဲမှာဘယ်လိုရှာရမလဲဆိုတာကိုလည်းအပြပေးသားမယ်အပြင် bonus အနေနဲ့ background ဖြတ်နည်းတွေ paper animation လုပ်နည်းတွေကိုလည်းပြပေးသားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်သွားလိုက်တော့နော်ပထမဆုံးအနေနဲ့ပြပေးချင်တဲ့ website လေးကတော့ Pixabay ဆိုတဲ့ website လေးပဲဖြစ်တယ် Pixabay ဆိုတဲ့ဒီထဲမှာဘာတွေရနိုင်မလဲကဲဒီရောက်ဖို့အတွက် Google search bar လေးမှာ Pixabay လို့ရိုက်ရှာလိုက်ပါရိုက်ရှာလိုက်ရင်ပေါ်လာတဲ့ဒီအပေါ်ဆုံးက website လေးပဲဖြစ်တယ်ဒီ website လေးတွေကိုဝင်စရာမလိုဘဲနဲ့တင်ဘာတွေရနိုင်မလဲဆိုတာကိုသူကပြပေးထားတယ်ဒီမှာဆိုရင် free image တွေ free stock video တွေ music video တွေ sound effect တွေကို free download လုပ်နိုင်မှာပဲဖြစ်ပါတယ်တဲ့ကဲကိုလိုချင်တဲ့ဟာကိုဘယ်လိုရှာရမလဲဆိုတာကိုတခါတည်းပြပေးလိုက်မယ်နော် Pixabay ကိုတစ်ချက်ဝင်လိုက်မယ်ပြီးတော့ဒီ search bar ရဲ့အပေါ်မှာကိုကဘာကိုရှာမှာလဲဖိုတိုပဲတည်တန်းရှာမယ်ဆိုရင်ဖိုတိုကိုနှိပ်ပြီးတော့ရှာခြင်းနဲ့စာသားဥမာတီချစ်ပေါ့နော်အဲ့လိုမျိုးလေးရိုက်ရှာလိုက်ပါdownload လုပ်ချင်တဲ့ဟာဆိုရင်နှိပ်လိုက်ပြီးတော့ဒီအပေါ်က download ကိုတစ်ချက်နှိပ်ပြီးသားရင်ဒီအောက်က download ဆိုတာလေးကိုတစ်ချက်ထပ်နှိပ်လိုက်ရင် download ဆွဲလို့ရသွားမှာပဲဖြစ်ပါတယ်ဗီဒီယိုတွေ sound effect တွေကို download ဆွဲမယ်ဆိုရင်လည်းဒီလိုမျိုးပါပဲနော်ဒီတစ်ခုအနေနဲ့ပြပေးချင်တာကတော့ပုံတစ်ပုံကို background ဖြတ်ချင်တယ်ဆိုတော့တခါတလေ editing လုပ်တဲ့ application တွေက error တက်တာပဲဖြစ်ဖြစ်မတည်တက်တာမျိုးဆိုရင်ဒီ website လေးကိုတွားပြီးဖြတ်နိုင်တယ်ကဲ search bar ကနေ remove.bg လို့ရိုက်ရှာလိုက်ဒီအပေါ်ဆုံးက remove background ဆိုတဲ့တဲ့ကိုဝင်ပြီးရင်ဒီနေရာက upload image ဆိုတဲ့နေရာလေးကိုနှိပ်ပုံလေးထည့်ပေးလိုက်ပုံထည့်ပြီးတော့ done ဆိုတာလေးကိုနှိပ်လိုက်ရင်သူ့ဘာသာသူ background remove လုပ်ပေးသွားမှာပဲဖြစ်ပါတယ် download လုပ်မယ်ဆိုရင်ဒီအောက်က download ဆိုတာလေးကိုနှိပ်ပြီးတော့ free ဆိုတာလေးကိုနှိပ်လိုက်ရင် download ဆွဲတာအောင်မြင်သွားပြီပဲဖြစ်ပါတယ်နောက်တစ်ခု bonus အနေနဲ့ paper animation ကို edit လုပ်ဆရာမလိုပဲနဲ့ဘယ်လိုမျိုးလုပ်ရမလဲဆိုတာကိုပြပေးသွားမှာပဲဖြစ်ပါတယ်ကဲ search bar ကနေ paper animator လို့ရိုက်ရှာလိုက်ဒီအပေါ်က long ဆိုတာလေးကိုနှိပ်ဒီအိမ်ပုံစံအောက်ကနေရာလေးကိုထပ်နှိပ် type here ဆိုတဲ့နေရာလေးမှာကိုကြိုက်တဲ့စာသားရေးလိုက်ပါ together free to learn လို့ရိုက်ရှာလိုက်မယ်ပြီးရင်တော့ create text mascot ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ဒီမှာပါနော် paper animation လေးရလာပါပြီ download ဆွဲမယ်ဆိုရင်ညာဘက်က download ပုံစံလေးကိုနှိပ်ပြီးတော့ mp4 video ဆိုတာလေးကိုနှိပ်လိုက်မယ်ဆိုရင် download ဆွဲလို့ရသွားပါပြီကဲဒါဆိုရင်တော့အခုမှ video editing level နဲ့စဝင်မဲ့သူတွေအတွက်ဘသူအကူအညီမှမလိုပဲနဲ့ video editing အတွက်လိုအပ်တဲ့အရာလေးတွေကိုရှာဖွေသွားတတ်ပြီလို့ထင်ပါတယ်မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှတ်သားလို့ရပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်